မှာထားရင်ခဲ့သူရေမင်းကိုသာလေမောင်ရင်မှာကြိတ်ကားဆွေမဖိတ်ပါပဲလာနေသူရေအခုတော့လေလေတန်ရုံးစီနှွေတမြေချီနှောင်ထုတ်ခွင်မနေမဲထွက်ခွာပြေးတဲ့ချီနှုတ်ဆက်ပါအောင်မောင်မတားပါဘူးလေအပြုံးစကားနဲ့ပြောခြင်းနဲ့လေအဲ့ဒီမလေးအချိန်နဲ့အိမ်ပြန်သွားတော့ပြင်းချမ်းငယ်ရမမဝအိမ်ရှိလေအချိန်လေးပြလေးပြီးတော့ပါသွားခဲ့ပြီလွမ်းကျန်လာလားဆွေးပြီးတော့ကြမ်းမလာရဲ့လေဝေးဝဲမရရင်ထဲမှာချစ်မိတာတော့မောင်မငင်းမဘူးဆက်ပါအောင်မောင်မတားပါဘူးလေအတိတ်ဘဝမှာထားရင်ခဲ့သူရေမင်းကိုသာလေမောင်ရင်မှာကြိတ်ကားဆွေမဖိတ်ပါပဲလာနေသူရေအခုတော့လေလေတန်ရုံးစီနှွေတမြေချီနှောင်ထုံးပွင့်မနေမဲထွက်ခွာပြေးတဲ့ချီနှုတ်ဆက်ပါအောင်မောင်မတားပါဘူးဆိုရင်တသက်လုံးသားနေပါလားလို့အပြုံးစကား